ဒါကြီးလေးပါဆိုတာဥပမာလေးတစ်ခုနဲ့ပြောချင်အောင်လူတိုင်းသိနေတဲ့ပေါင်မုံအမားတွေခေါ်တဲ့ bread ပေါင်မုံတုံးကြီးပေါ့နော်အဲ့ဒီပေါင်မုံကိုဘယ်ရရအောင်ဆိုတော့လူတွေသိတယ်ဂျုံမှုန့်လေးတွေအဲ့ဒီဂျုံမှုန့်လေးတွေငကိုတော့အမှုန့်ကလေးတွေဖြစ်နေအဲ့ဒီလူသရံလေးတွေဖြစ်နေတာတပထဝီလို့ခေါ်တယ် solidity အဆိုင်အခဲလေးတွေကဒါပထဝီရဲ့သဘောဒါဖြင့်အဆိုင်အခဲကသူ့ဟာသူဖြစ်တာလားလို့ဆိုမဟုတ်ဘူးအာဘောရဲ့စုပေးမှုကြောင့်ဖြစ်တာကြည့်ပေါင်မုံအတုံးလေးဖြစ်လာတယ်ဆိုတဲ့အခါမှာရေနဲ့ပေါင်းစပ်ပေးလိုက်တဲ့အခါဂျုံမှုန့်လေးတွေဟာအလုံးခဲဖြစ်လာနော်ဂျုံမှုန့်လေးတွေဟာအလုံးခဲဖြစ်လာအဲ့ဒီအလုံးခဲလေးတွေဟာမားလာတာဟာတိဇောရဲ့အပူကြောင့်ဖြစ်လာအတုံးခဲလေးဟာမားလာတယ်အဲ့ဒီမားလာတဲ့အတုံးခဲလေးကိုဒီပုံစံလေးမပြတ်အောင်ပုံဖော်ပြီးတွန်းကန်ပေးထားတာဝါယောဘယ်လိုဆိုရင်ပတ်ဝန်းကျင်နဲ့ရောထွေးတော့မရောအောင်သူတွန်းပေးထားဒါရမို့ဝါယောဟာတွန်းကန်တယ်လှုပ်ရှားတယ်နှစ်ခုရှိတယ်တွန်းပေးထားသည့်အတွက်ကြောင့်ပုံစံလေးဖြစ်တယ်အဲ့တော့ကြီးလိုက်တိုင်းဟာနော်အမှုန့်လေးတွေကနေပြီးတော့စုစည်းပြီးတရံဖြစ်လာတာအမှုန့်လေးတွေကအခြေခံပထဝီစုစည်းပေးတာကအာဘောစုစည်းပေးလိုက်လို့မာကြောလာတဲ့သဘောလေးတွေပြော့လာတဲ့သဘောမာတဲ့သဘောလေးတွေကတိဆောဒီပုံစံလေးမပြည့်တီနိုင်တာကဝါယောလို့ဆိုဟောပထဝီအာဘောတိဆောဝါယောဆိုတာပန်းဖွင့်ကလေးကိုကြည့်ပန်းဖွင့်လေးမှလည်းပဲကြည့်လိုက်ဒါတွေဟာငကိုယ်တော့ကသူ့တဘာဝဟာပန်းဖွင့်ပုံသဏ္ဍာန်လေးပေါ်နေတာဟာတိဇောကနေပြီးတော့အမုံလေးတွေကိုစုစည်းထားဟုတ်လေဝါယောအာဘောကနေစုစည်းထားလို့ဒီသဏ္ဍာန်လေးဖြစ်အဲ့ဒါတဖြည်းဖြည်းရှင်းလာတယ်မားလာတယ်ဆိုတာတိဇောရဲ့ဆွမ်းဆောင်မှုဒီပုံစံလေးမပြတ်ရပ်တည်နေတယ်ဆိုဝါယောရဲ့တတ္တိဆိုဟောပထဝီအာဘောတိဇောဝါယောဒီသဘာဝတရားတွေဟာဘယ်ပုံစံပဲကြည့်လိုက်အကုန်လုံးပြင်ဘက်ဗဟိတပစ္စည်းတွေကိုပုံသဏ္ဍာန်တွေဖော်ထားတာလဲပထဝီအာဘောတိဇောဝါယောပဲနော်အဲ့ဒီအနေကိုကြည့်လိုက်ကိုယ့်ရဲ့နှာခေါင်းလေးနှရွက်ကလေးနှဖူးလေးလက်ကလေးတွေအဲ့ဒီပုံစံပေါ်နေတာဟာလဲပထဝီရဲ့တိဇောရဲ့အာဘောရဲ့တိဇောရဲ့ဝါယောရဲ့ဟောဒီလေးခုပေါင်းစပ်ပြီးတော့ဖန်တီးနေတာပုံသဏ္ဍာန်တွေအမျိုးမျိုးဖန်တီးပြီးတော့နေတာဓာတ်ကြီးလေးပါအဲ့ဒါ four element လို့ခေါ်ပုံစံတွေဟာ appearance great appearance လို့မဟာဘူတဆိုတာ great appearance ပဲပုံသဏ္ဍာန်တွေဟာသေးသေးလေးကစားပြီးအကြီးကြီးထအောင်ပေါ်လာတောင်ကြီးတွေလိုပါတော့ကြအကြီးကြီးတွေနော်အဲ့တော့ပုံသဏ္ဍာန်တွေအမျိုးမျိုးပေါ်နေတာဟာပထဝီအာဘောတိဇောဝါယောဒီတဘာဝတရားတို့ရဲ့စွမ်းဆောင်မှုလို့ဓာတ်ကြီးလေးပါနဲ့အခြေခံထားတာအစာအုပ်ကြီးတွေကြည်အောင်မလားလှုပ်ရှားနေတဲ့သတ္တဝါတွေကြည်အောင်မလားတောတောင်ရေမြေတွေကြည်အောင်မလားဒီတိုင်းပဲအဲ့တော့လွန်ကဲမှုတွေဒါချိုးချပေါင်းဆက်ထားရင်အဲ့လိုဖြစ်တယ်ရေပြင်ကြီးကြတော့အာဘောတွေများနေမီးကြတော့တိဇောတွေများတယ်ဒါပေမဲ့အဲ့ဒီထဲမှာရောပထဝီတို့ကတော့မရှိဘူးလားရှိတယ်နော်ပထဝီရှိလို့ဒီပြော့သဘောမာသဘောဆိုတာနေရာတိုင်းမှာရှိတယ်ပူမှုအေးမှုဆိုတာလည်းနေရာတိုင်းမှာရှိတယ်စမ်းသပ်လို့လက်နဲ့စမ်းကြည့်လို့ရတာဟာပထဝီကိုစမ်းလို့လည်းရတယ်တိဇောကိုစမ်းလို့လည်းရတယ်ဝါယောကိုစမ်းလို့ရတယ်အာဘောဆိုတာကြတော့သူကစုစည်းတဲ့သဘောဆိုတာလေစမ်းသပ်ကြည့်လို့မရဘူးနော်စမ်းသပ်ကြည့်တဲ့ထဲမှာမပါဘူးစိတ်နဲ့သာဉာဏ်နဲ့သာသိလို့ရတယ်လို့သူကစုစည်းမှုလေးကိုစုစည်းတယ်ဆိုတာလက်နဲ့ကိုင်းလို့မရဘူးလေသူ့ရဲ့စုစည်းထားတဲ့သဘောလေးကိုပြောတာအဲ့ဒါကြောင့်မို့အာဘောကိုဖုဒ္ဓဘဆိုတဲ့ထဲမှာမထည့်ဘူးဖုဒ္ဓဘဆိုတဲ့ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ပထဝီရဲ့တေဇောရဲ့ဝါယောရဲ့ကြည့်လေကိုရှူတဲ့လေလေးပဲကြည့်လိုက်ကိုရှူတဲ့လေလေးဟာနှာခေါင်းနာသီးပြားကိုလာထိတဲ့အခါမှာ smooth ဖြစ်တာရှိတယ်တခါတလေခါချမ်းချမ်းလေးတိုးတာရှိတယ်နော်အဲ့ဒီအထီးတွေ့လေးကိုထိတွေ့လိုက်ရတာဟာဘာတော့ဆိုလို့ရှိရင်ပထဝီပဲတခါလေလေးကရှူတဲ့လေလေးကအေးတာရှိတယ်ပူတာရှိတယ်
အဲ့ဒါဘာတော့တိဆောင်ပဲလှုပ်ရှားတဲ့သဘောလေးရှိတယ်တွန်းကန်တဲ့သဘောလေးရှိတယ်ဒါကဝါယောဟောရှူတဲ့လေထဲမှာလည်းပဲဒါရှိတယ်ဒီသဘောလေးတွေကိုသိရမှာအဲ့တော့ခန္ဓာကိုယ်ထဲမှာဒီသဘောလေးတွေရှိတယ်ဆိုတာကိုရှင်းဥစွာသင်ယူကြရတယ်ပေါ့ဒါဓာတ်ကြီးလေးပါ